လူသားတွေရဲ့စူးစမ်းလုံစိတ်ကြောင့်တခြားကမ္ဘာတစ်ခုစီကနေထူးဆန်းတဲ့တရားဝါတွေနဲ့မြူနင်းတူကြီးဟာကျွန်တော်တို့ကမ္ဘာတွေကိုရောက်ရှိလာခဲ့ရင်ဘာတွေဖြစ်သွားမလဲဒီနေ့မှာတော့တဘာဝလွန်တရားဝါကြီးတွေရဲ့အနေနဲ့မကပဲရှင်သန်ဖို့အတွက်ကြောက်ရွံ့စိတ်ကြောင့်ယူသွတ်သွားကြတဲ့လူသားအချင်းချင်းကြားကပြိပခါတွေကိုပါရင်ထိတ်ထိတ်နဲ့ကြည့်ရှုရမယ်ကမ္ဘာပြက်တဘာဝလွန်တဲ့ထိတ်ရင်ဖို့ဇကာကောင်တကားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်လေးမစခင်မှာပဲကျွန်တော်တို့ရဲ့ KB Entertainment Channel လေးကို like and subscribe မလုပ်ရသေးရင်လုပ်ထားပြီးခဲ့ကြပါအောင်ခင်ဗျာဇလန်ဆောင်းမှာတော့ပချီစီယာတယောက်ရဲ့အိမ်ကိုပြင်းထန်တဲ့မုန်တိုင်းတစ်ခုဝင်ရောက်တက်ခဲ့ပါတယ်မုန်တိုင်းကြောင့်အိမ်ဘေးကတစ်မင်ကြီးလဲကျပြီးမကြီးစရာရဲ့စတူဒီယိုကန်ပျက်စီးသွားသလိုအိမ်နီးချင်းဖြစ်သူရှင်းနေကြီးရဲ့ကားပေါ်ကိုလည်းတစ်ပင်လဲကျသွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့မကြီးစရာသူ့ရဲ့ဇနီးဖြစ်သူကိုအိမ်မှာပဲထားခဲ့ပြီးရှင်းတဲ့အရွယ်သားလေးရဲ့အိမ်နီးချင်းရှင်းနေကြီးရဲ့နဲ့အတူမြို့တွေကကုံစုံဆိုင်ကြီးရှိစီကိုလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ကားမောင်းပြီးထွက်လာခဲ့ကြပါတယ်။လမ်းမှာသူတို့သတိမထားမိတာကတောင်ပေါ်ကစစ်တပ်စခန်းတစ်ခုကနေထူးဆန်းပြီးထူထပ်လွတ်တဲ့မြူနင်းတူကြီးတစ်ခုဟာတောင်အောက်ကိုတဖြည်းဖြည်းလိမ့်ဆင်းလာနေတာပဲဖြစ်ပါတယ်။မုန်တိုင်းကြောင့်မြို့တစ်ခုလုံးမိပြတ်နေတာမို့ကုန်းစုံဆိုင်ထဲမှာလူတွေအပြည့်နဲ့တိုးဝင်နေကြပါတယ်။ဆိုင်ထဲမှာလူတွေပစ္စည်းဝယ်နေတော့ရုတ်တရက်အပြင်ကနေရဲကားတွေမိသက်ကားတွေစစ်ကားတွေအဝတ်ဆွဲပြီးအလောတကြီးမောင်းနေသွားကြပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲနှာခေါင်းသွေးတွေရိုစီးကြလျက်နဲ့အသက်ကြီးကြီးလူတစ်ယောက်ဟာဆိုင်ထဲကိုအလန့်တကြားပြေးဝင်လာပြီးမြူနင်းတွေထဲမှာတခုခုရှိနေတယ်တကားတွေအမြန်ပိတ်ကြပါလို့အော်ဟစ်တတိပေးလိုက်ပါတော့တယ်စက္ကန့်ပိုင်းအတွင်းမှာပဲထူတက်လွတ်တဲ့မြူနင်းဖြူဖြူကြီးတွေဟာကုန်းစုံဆိုင်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးအပြင်လောကကြီးတစ်ခုလုံးကိုဘာမှမမြင်ရတော့အောင်မှောင်တိကျသွားခဲ့ပါတယ်ဆိုင်ပြဘက်မှာငလင်လုတ်တယ်လို့တုန်ခါမှုတွေဖြစ်ပွားပြီးလူတွေအလုံးထိတ်လန့်ကုန်ကြပါတယ်အဲ့ဒီအချိန်မှာကလေးနှစ်ယောက်အိမ်မှာကြံခဲ့လို့ပြန်ချင်ပါတယ်ဆိုတဲ့မိခင်တဦးကဆိုင်ထဲကလူတွေကိုအဖော်လိုက်ခဲ့ဖို့အကူအညီတောင်းပေမဲ့ဘယ်သူမှမြူနင်းထဲကိုမထွက်ရဲကြပါဘူးနောက်ဆုံးမှာတော့သူမတယောက်တည်းမြူနင်းထဲထွက်သွားခဲ့ပါတယ်မကြခင်မှာပဲဆိုင်ရဲ့အရန်မီးစက်ကရက်တန့်သွားသလိုပကြီးစရာဟာနောက်ဖေးပစ္စည်းတူလောင်ယုံခန်းစီရောက်သွားခဲ့ပါတယ်အဲ့ဒီမှာတူလောင်ယုံရဲ့ခုန်နေတကားကြီးကိုတခုခုကအပြင်ကနေလာပြီးစောင့်တွန်းနေတဲ့ကိုကြားလိုက်ရပါတယ်ပကြီးစရာကဆိုင်ဝန်ထမ်းတွေဖြစ်တဲ့လုံကျန်းသမား2ယောက်နဲ့ဆိုင်မန်နေဂျာတို့ကိုလာကြည့်ဖို့ပြောပေမဲ့ဆိုင်ရဲ့ဝန်ထမ်းကောင်းဆောင်ဖြစ်သူကဒါဟာပကြီးစရာရဲ့စိတ်ကူးယဉ်မှုတက်တက်ပဲဆိုပြီးမယုံကြည်ပါဘူးဆိုင်ဝန်ထမ်းကောင်းဆောင်ဟာပကြီးစရာရဲ့စကားကိုအဖတ်မလုပ်ပဲပိတ်ဆို့နေတဲ့လေဝင်လေထွက်ပိုက်လိုင်းတွေကိုရှင်းဖို့အတွက်အသက်18နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုကိုတင်တကားအပြင်ဘက်ကိုထွက်ခိုင်းလိုက်ပါတယ်ပကြီးစရာကတားပါသေးတယ်ဒါပေမဲ့ဝန်ထမ်းကောင်းဆောင်ကဇိုအတင်းတကားကိုဖွင့်လိုက်ပါတယ်တကားပွင့်သွားတာနဲ့ညူနင်းတွေအခန်းနဲ့လိတ်ဝင်လာပြီးအပြင်ဘက်ကနေအကျေးကုန်တွေစူးကျုံတွေပါတဲ့အေယာမတရဝါကြီးရဲ့နှာမောင်းတွေဟာဝန်ထမ်းကောင်လေးရဲ့ခြေထောက်ကိုရုတ်တရက်လာရောက်ရစ်ပတ်ပြီးတော့ဆွဲခေါ်သွားပါတော့တယ်။ပကြီးစရာနဲ့အဖွဲဟာဝန်ထမ်းကောင်လေးကိုပြန်ဆွဲထားပေမဲ့တရဝါကြီးရဲ့ခွန်အားကိုမရှင်နိုင်မဲ့ကောင်လေးတစ်ယောက်ညူနင်းတဲ့ကိုအရှင်လက်လက်အဆွဲခံလိုက်ရပြီးအော်ဟစ်သေးဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ဝန်ထမ်းကောင်းဆောင်လည်းလန့်ဖြတ်သွားပြီးတကားကိုအမြန်ပြန်ပိတ်လိုက်ရပါတယ်ပကြီးစရာဆိုင်ထဲကိုပြန်လာပြီးအလီနာချင်းရှိနေကြီးနဲ့အခြားလူတွေကိုအပြင်မှာသရဝဇန်တွေရှိနေတဲ့အကြောင်းသတိပေးပါတယ်။ဒါပေမဲ့ရှိနေကြီးကဒါကိုလုံးဝမယုံမဲ့ပကြီးစရာကသူ့ကိုဝိုင်းပြီးခြောက်လန့်နေကြတာလို့ထင်ပြီးဒေါသထွက်ပါတယ်။ဒီတောတွင်းမှာပဲဆိုင်ထဲကအဆွေရောက်ဘာသာရေးအမျိုးသမီးတဦးကဒါဟာဖျားသခင်ရဲ့အမျက်တော်ရှောက်မှုဖြစ်ပြီးအကုန်လုံးသေကြရတော့မယ်လို့စတင်ပြီးလှုံ့ဆော်ပါတော့တယ်။ပကြီးစရာကတော့ဆိုင်ရှိမှန်တင်းပေါက်ကြီးတွေကွဲမတော့အောင်ကုသိုလ်ဆိုင်တွေကခွေးစာအိတ်တွေပစ္စည်းတွေကိုတည်ယူပြီးအကာအကွယ်တိုင်းကြီးစတင်တိဆောက်ပါတယ်ရှိနေကြီးကတော့ဒီအချင်းတွေကိုစိတ်ပြပြီးအပြင်မှာဘာမှမရှိဘူးလို့ဇွညင်းကသူနဲ့အမြင်တူတဲ့လူအနှဲငယ်ကိုစူးစီးပြီးအပြင်ကိုထွက်ဖို့ပြင်ဆင်มาတော့တယ်ရှိနေကြီးနဲ့သူ့ဘွဲဟာကားစီကိုသွားဖို့အတွက်အပြင်ကိုထွက်ခွာသွားကြပါတယ်သူတို့ထွက်သွားပြီးမကြခင်မှာပဲအပြင်ဘက်ကနေအသေးရစရာအဟိတန်တွေကိုကြားလိုက်ရပြီးရှိနေကြီးရဲ့ဖွဲ့သားတစ်ယောက်ဟာခါကနေနှစ်ပိုင်းပြက်လက်သားလေးဆုံးသွားပါတယ်ညနေပိုင်းရောက်လာတဲ့အခါမှာတော့ဆိုင်ရှိကမီးရောင်ကြောင့်ညူးနေတဲ့ကအေယာမပိုးမွားကြီးတွေနဲ့အဲ့ဒီပိုးမွားတွေကိုလိုက်လံအမဲလိုက်နေတဲ့ဒိုင်နိုဆောငှက်လိုဒရဝါဇန်ကြီးတွေဆိုင်ရှိမှန်ကိုလာရောက်ဝင်တိုက်ကြပါတော့တယ်ဒရဝါကြီးတကောင်ကမှန်ကိုရိုက်ခွဲပြီးဆိုင်ထဲကိုကျိုးဝင်လာခဲ့ပါတယ်မှန်ကွဲသွားတာနဲ့ဆိုင်ထဲကိုပိုးမွားတွေနဲ့ပြန်သက်တဲ့ဒရဝါတွေတယုံယုံဝင်ရောက်လာပါတော့တယ်ဆိုင်ထဲကလူတွေဟာမိတုပ်တွေဓာတ်တွေဒုတ်တွေနဲ့ရုံးရင်းဆန်ကပ်ပြန်လဲခုခံကြပါတယ်
ဒီတိုက်ပွဲအတွင်းမှာဆိုင်ဝန်တန်းမာလီတအူးဟာပိုးမွားကက်ခံရပြီးအစိတ်တင်ကမျက်နှာတစ်ခုလုံးဖူးယောင်ပြီးသေဆုံးသွားခဲ့ပါတယ်နောက်ထပ်လူတစ်ယောက်ကတော့သတ္တဝါကြီးကိုမိရှုဖို့လုံရင်းမိလောင်ပြီးတော့တကိုယ်လုံးမိဆွဲခဲ့ပါတယ်ဒီအခြေအနေတွေရှုပ်ထွေးနေတော့မှဆိုင်မန်နေဂျာကြီးကပကြီးစရာရဲ့တနက်ကိုယူပြီးပြန်တန်းနေတဲ့သတ္တဝါကြီးတွေကိုအသေးပစ်ခတ်နိုင်ခဲ့လို့သာလူအများအပြားသေမဲ့အန္တရာယ်ကနေသက်သာရခဲ့တာပဲဖြစ်ပါတယ်ဘာသာရေးအမျိုးသမီးကတော့ဒီတိုက်ပွဲမှာသူမကိုတရဝါကြီးကလမ်းမကိုက်ပဲကြော်သွားတာကိုခွင့်ကောင်းယူပြီးသူမဟာဘုရားသခင်ရဲ့ရွေးချယ်ခံရသူဖြစ်တယ်လို့လူတွေကိုပို့ပြီးစီယုံမာတော့တယ်။ဒါကိုကြောက်လန့်နေတဲ့လူတွေကလည်းယုံကြည်လာကြပါတယ်။နောက်တစ်နေ့မနေ့မှာတော့မိလောင်တန်ရထားတဲ့လူနာအတွက်ဆေးဝါးတွေလိုအပ်နေတာမို့ပကြီးစရာကုန်းစုံဆိုင်ဘေးကက်လျက်မှာရှိတဲ့ဆေးဆိုင်လေးစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပကြီးစရာဆိုင်မန်နေဂျာကြီးနဲ့အဆောင်ရဲသားတွေအပါအဝင်လူတစုဟာမြူနစ်တွေကြားထဲကနေဆေးဆိုင်တွေကိုတိုးဝင်သွားခဲ့ကြပါတယ်။ဆေးဆိုင်တွေကိုရောက်တော့တဲ့အခါအခြေအနေကခြောက်ခြားစရာကောင်းနေပါပြီ။ဆိုင်တစ်ခုလုံးပေးကူမြင်ဖြူဖြူကြီးတွေလွှမ်းနေပြီးအဲ့ဒီအထဲမှာတောင်ပေါ်စကန်ကစစ်သားတွေရဲ့အလောင်းတွေကိုပေးကူမြင်တွေနဲ့ရစ်ပတ်ထားတာတွေ့ရပါတယ်။အော်စရာကောင်းတာကအဲ့ဒီစစ်သားတယောက်ဟာအသက်မသေးသေးပဲဒါငါတို့ကြောင့်ဖြစ်ရတာပါလို့ကြောင်ကတန်းပြောပြီးတာနဲ့သူ့ရဲ့ဗိုက်ထဲကနေတားပေါက်ပေးကူလေးထောင်ပေါင်းများစွာဟာအရေပြားကိုဖောက်ပြီးထွက်လာပါတော့တယ်။ဆိုင်ကိုပြန်ရောက်တဲ့အခါဆိုင်ထဲမှာကြံခဲ့တဲ့စစ်သားငယ်လေးကိုလူတွေကဝိုင်းဝန်းစစ်ဆေးပါတော့တယ်အကြက်ကင်မေးမြန်းမှုတွေကြောင့်စစ်သားငယ်လေးကတောင်ပေါ်စကန်ကသိပ္ပံပညာရှင်တို့ရာတခြားကဘာတစ်ခုကိုလှမ်းကြည့်နိုင်မဲ့ဝင်ပေါက်တစ်ခုကိုစမ်းသပ်ဖို့ဖွင့်လှစ်ခဲ့ရကနေအမားယွန်းဖြစ်ပြီးဒီမြူနင်းတွေနဲ့သရဝဇန်တွေကဘာတဲကိုကျွန်းထွက်လာတာဖြစ်ကြောင်းဝန်ခံလိုက်ရပါတော့တယ်ဒီစကားကိုကြားလိုက်ရတဲ့အခါဘာသာရေးအမျိုးသမီးရဲ့လှုပ်ဆောင်မှုကြောင့်ယူသွနေတဲ့လူအုပ်ကြီးဟာဒေါသအမျက်ချောင်းချောင်းထွက်ကုန်ပါတော့တယ်ဘာသာရေးအမျိုးသမီးကစစ်သားငယ်လေးကြောင့်ဘုရားသခင်စိတ်ဆိုးတာဖြစ်လို့သူ့ကိုတားကောင်အဖြစ်စတေးရမယ်လို့အော်ဟစ်ပါတော့တယ်လူအုပ်ကြီးဟာယူသွစာနဲ့ပဲစစ်သားငယ်လေးကိုဝိုင်းဝန်းထိုးချိတ်ဓာတ်နဲ့ထိုးကြပြီးပကြီးစရာတို့ကတားဆီးပေမဲ့လည်းအင်အားချင်းမမျှပဲဖြစ်သွားပါတယ်။နောက်ဆုံးမှာတော့သွေးရိမ်ထဲကစစ်သားငယ်လေးကိုလူအုပ်ကြီးကအဆိုင်ပြင်ဘက်မြူနင်းတွေကိုတွန်းထုတ်ပစ်လိုက်ပါတယ်။ချက်ချင်းပဲမြူနင်းတွေကနေအေယာမပွဲစိတ်ပုံစံတရဝါကြီးတစ်ကောင်ထွက်လာပြီးစစ်သားငယ်လေးကိုကိုက်ချီကစားတောက်သွားပါတော့တယ်။ဒီအချင်းတွေကိုမြင်ရတဲ့ပကြီးစရာဒီဆိုင်ထဲမှာဆက်နေရင်တရဝါတွေတဲ့လူချင်းချင်းတက်ပြတ်တာခံရတော့မယ်ဆိုတာကိုသိသွားပါတယ်။ဒါကြောင့်သူဟာသားလေးရဲ့ကျောင်းဆရာမလေးတယောက်ရဲ့ဆိုင်မန်နေဂျာကြီးရဲ့နဲ့အခြားယုံကြည်ရသူအနေငယ်ကိုစူးစီးပြီးညဘက်မှာကားနဲ့ထွက်ပြေးဖို့စီစဉ်มาတော့တယ်။ဒါပေမဲ့သူတို့ဆိုင်တကောကအရောက်မှာဘာသာရေးအမျိုးသမီးနဲ့သူ့ရဲ့နောက်လိုက်လူအုပ်ကြီးကတားဆီးပါတော့တယ်။ဘာသာရေးအမျိုးသမီးကအခုတခါမှတော့ပကြီးဆရာရဲ့သားလေးကိုပါရစ်ပူစောရမယ်လို့ညွှန်ကြားလိုက်တဲ့အခါလူအုပ်ကြီးကကလေးကိုလူယူဖို့အတင်းဝင်လာကြပါတော့တယ်။လူအုပ်ကြီးတင်းဝင်လာချိန်မှာဆိုင်မန်နေဂျာကတရဝါတွေကိုပြစ်ခတ်ခဲ့တဲ့တနက်နဲ့ဘာသာရေးအမျိုးသမီးရဲ့ရင်ဘတ်ကိုတက်ချင်းပြီးနှစ်ချက်စစ်ပစ်တက်လိုက်ပါတော့တယ်။ဘာသာရေးအမျိုးသမီးလက်ကျသေဆုံးသွားတာကိုမြင်တော့မှယူသွနေတဲ့လူအုပ်ကြီးလည်းကြောက်လန့်ပြီးနောက်ဆုတ်သွားကြပါတယ်။ဒီခွေးကိုတုံးပြီးပကြီးစရာနဲ့အဖွဲ့ဟာဆိုင်ပြင်ပမှာရှိတဲ့ကားစီကိုအမြန်ဆုံးပြေးကြပါတယ်။ဒါပေမဲ့ကားစီအသွားလမ်းမှာတင်တရဝါကြီးရဲ့ကြားဖြတ်တက်ခိုက်မှုကြောင့်ဆိုင်မန်နေဂျာကြီးအပါဝင်အဖွဲ့သားတချို့ထပ်မံသေဆုံးသွားခဲ့ရပါတယ်။ပကြီးစရာကားကိုမောင်းနှင်ပြီးမြူနစ်တွေကြားထဲကနေလွတ်မြောက်ရလမ်းကိုရှာဖွေပါတယ်။ပကြီးစရာဆိုင်မန်နေဂျာကြီးစီကပါလာတဲ့တနက်ကိုစစ်ဆေးကြည့်တဲ့အခါကြီးစံက4000ပဲကျန်ပါတော့တယ်။ကားထဲမှာလူက9ယောက်ဖြစ်နေပါတယ်။တားလေးကလည်းသူ့ကိုတရဝါတွေကြိုက်ပစားပါစေနဲ့လို့ဂတိတောင်းထားခဲ့တာရှိပါတယ်။ပကြီးစရာမျက်ရည်တွေစီးကျက်လျက်ပဲကြီးစံ4000ကိုတုံးပြီးတားလေးအပါဝင်ကားထဲကလူ4ယောက်လုံးကိုပြစ်တက်လိုက်ရပါတော့တယ်။မိမိလက်နဲ့မိမိသားရင်ကိုပြစ်တက်ခဲ့ရတဲ့ပကြီးစရာယူသွမတက်အဟင်းငိုကြွေးရင်တနက်ပြောင်းဝကိုသူ့ပါဇက်ထဲထည့်ပြီးမောင်းဖြုတ်လိုက်ပေမဲ့ကြီးစံကကုံသွားခဲ့ပါပြီ။သူဟာတရဝါကြီးတွေကြိုက်စားတာခံဖို့ကားပြင်ကိုထွက်ပြီးငါ့ကိုလာတတ်ကြပါလို့အော်ဟစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကမြူနင်းတွေဟာရုတ်တရက်ကွဲလွန်သွားပြီးစစ်တပ်ကတင်ကားကြီးတွေမိသက်ဘုံတွေနဲ့တရဝါတွေကိုရှင်းလင်းရရောက်ရှိလာပါတော့တယ်။ပိုးပြီးရင်နာဖို့ကောင်းတာကစစ်ကားပေါ်မှာဇလက်အစပိုင်းကကလေးတွေစီပြန်မယ်ဆိုပြီးဆိုင်ထဲကနေတယောက်တည်းထွက်သွားတဲ့မိခင်ဖြစ်သူကသူမရဲ့ကလေးနှစ်ယောက်နဲ့အတူဘေးကင်းလုံခြုံစွာပါလာတာကိုပကြီးစရာတွေ့လိုက်ရတာပဲဖြစ်ပါတယ်။သူသာမိနစ်ပိုင်းလောက်စိတ်ရှိရှိနဲ့စောင့်ငယ်ရင်သူသားလေးအသက်ရှင်အောင်မှာဖြစ်ပါတယ်။ပကြီးစရာကံကြမ္မာရဲ့ရက်ဆက်စွာလောင်ပြောင်မှုကိုခံလိုက်ရပြီးမြေကြီးပေါ်ဒူးတော့ကယူသွမတက်အော်ဟင်းငိုကြွေးရင်းနဲ့ပဲဇလန်းလေးပြီးဆုံးသွားခဲ့ပါတော့တယ်။ကဲမိနစ်ပိုင်းလောက်မဆောင်နိုင်ခဲ့တာကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားတဲ့ပကြီးစရာရဲ့ဖြစ်ရပ်ကတော့တကယ်ကိုရင်ထုမနာပါပဲ။နောက်ထပ်လည်းစိတ်ဝင်စားစရာဇာတ်ကားကောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ notification ခေါင်းလောင်းလေးကိုပါတပါးနဲ့နှိပ်ထားခဲ့ကြပါအောင်ဗျာ။အားလုံးပဲတာယာသောနေလေးဖြစ်ပါစေခင်ဗျ။